လာမယ့်နှစ်ကတော့9နှစ်ပဲဆိုပြီးပြောခဲ့တာဘယ်နှစ်နှစ်ရှိပြီလဲကဲဒီည12နာရီကျော်ရင်ကျွန်တော်တို့2026ကိုရောက်တော့မယ်ကျွန်တော်တို့အခု2025မှာဘာတွေလုပ်ပြီးပြီလဲဆိုတာကျွန်တော်တို့အတူတူပြန်လိုက်30ကြည့်အောင်ကျွန်တော်တို့ဇက်လိုက်စူးစမ်းနေပါတယ်ကျွန်တော်တို့နေ့စဉ်အလုပ်တွေလည်းနေ့စဉ်ပုံမှန်လုပ်နေပါရဲ့နဲ့ကိုမန်းထားသလောက်ဖြစ်မလာတဲ့အခါမျိုးကြရင်ကျွန်တော်တို့ကိုအားမရမျိုးတွေဖြစ်ပြီးတစ်နှစ်ကိုယ့်ရဲ့စိတ်တွေကျလာတာမျိုးဖြစ်ဖို့ကြမှာပါဆိုတော့ကျွန်တော်တို့ဘာတွေလုပ်ဖို့လိုအပ်နေတာလဲပိုစူးစမ်းဖို့လားအလုပ်တွေချင်းလည်းပိုလုပ်ဖို့လားတကယ်တမ်းပြန်စဉ်းစားကြည့်ရင်အဲ့နှစ်ခုလုံးမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အဲ့နှစ်ခုလုံးမဟုတ်ဘူးဆိုပေမဲ့အဲ့နှစ်ခုကိုလည်းမဖြစ်မနေလုပ်နေရမှာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်မိနေတဲ့အရေးကြီးတဲ့အဓိကချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုပါပဲကျွန်တော်တို့အလုပ်တွေလုပ်ဇက်တိုက်စူးစမ်းဇက်တိုက်တွေးခေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပဲကျွန်တော်တို့ကမိနေကြတာပါအလုပ်တွေဇက်တိုက်လုပ်တယ်ဇက်တိုက်တွေးခေါ်တယ်ကျွန်တော်တို့တစ်နေ့နိုးထားလာတယ်ကျွန်တော်အလုပ်လုပ်တယ်ပြန်အိတ်သွားတယ်ဒီလိုနဲ့တစ်နေ့ကနေတစ်နှစ်အချိန်ကြီးကုန်လားတွေနှစ်တွေသာပြောင်းလဲသွားပြီးကျွန်တော်တို့ကတော့ဒီတိုင်းပဲဖြတ်တန်းနေစေပေါ့ဆိုတော့ကျွန်တော်တို့တကယ်လိုအပ်နေတာကကျွန်တော်တို့ပြန်တည်ဆောက်ဖို့ပါပဲကျွန်တော်တို့တွေခန္ဓာကိုယ်အတွက်ကျွန်တော် workout တွေလုပ်တင်နေကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေအတွက်ကျွန်တော်တို့ meditation တရားတွေထိုင်တင်နေဒီနေရာမှာကျွန်တော်အကြာကြီးလောက်ခိုင်းဖို့ပြောနေရတော့မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအခုစ try နေလို့ကျွန်တော်ပြောပြတာကျွန်တော်တို့ social media သုံးနေတဲ့အချိန်တစ်နာရီလောက်ပဲဖြစ်ဖြစ်ကျွန်တော် game ကစားနေတဲ့အချိန်တစ်နာရီလောက်ထဲကနေပဲဖြစ်ဖြစ်ကျွန်တော်အဲ့အချိန်တစ်နာရီကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့ try လို့ရပါတယ်။နာရီဘက်ကိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်ကျွန်တော်တို့ workout လေ့ကျင့်ခန်းတွေလုပ်မယ်။နောက်ထပ်နာရီဘက်ကိုကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတွက် meditation တရားတွေထိုင်မယ်။အများကြီးမဟုတ်ပါဘူး။တစ်လလောက်ပဲ try ကြည့်ပါ။ကျွန်တော်တို့တွေ confidence ယုံကြည်မှုတွေပိုရှိလာမယ်။ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ပိုင်းဆိုင်ရာတွေမှာတိတိတတ်တာပြောင်းလဲလာတာကိုခံစားမိလာမယ်။ကျွန်တော်အခု creator တယောက်ဖြစ်ဖို့ try နေတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာတွေကိုယ်ပိုင်းဆိုင်ရာတွေအများကြီးပြောင်းလဲခဲ့ရလို့ကျွန်တော်အခုပြန် share ပေးတာပေါ့နော်။ဆိုတော့အချိန်နေဆွဲနေမယ်စားအခုပဲကျွန်တော်တို့အတူတူ live try ကြည့်ကြမလားကိုကတကယ်လုံနိုင်တယ်2026ကလည်းကိုနှစ်ဖဲလို့ယုံကြည်မှုတွေရှိရင်တော့ comment မှာ2026ကကိုနှစ်ဖဲလို့ကြွေးကြော်သွားလို့ရပါတယ်ကျွန်တော်လည်း2026ကကျွန်တော်နှစ်ဖြစ်နိုင်ဖို့ကျွန်တော်လည်းစိတ်ပိုင်းဆိုင်ရာတွေကိုယ်ပိုင်းဆိုင်ရာတွေအများကြီးပြန်တည်ဆောက်တာပါတယ်ဆိုတော့နောက်နှစ်နဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ peace ပါTry line man up, that's a myth. Security guard at the front and the back of the crib. I'm prang, look back when I jump out the van, 6 man.